trading မှာ IPDA ဆိုတာဘာလဲတဲ့ဆရာရှင်းပြပါတဲ့ဒါမှန်သားတယ်ပေါ့နော်ဆိုတော့ trading မှာ IPDA ဆိုတာက interbank price delivery algorithm လို့ခေါ်တယ်ပေါ့နော်ဆိုတော့ तू က smart money concept ထဲကအယူဆတစ်ခုဖြစ်တယ်ဈေးနှုန်းကကြောင်းမဲ့ရွေ့နေရမျိုးမဟုတ်ဘဲနဲ့ institutional level ရှိတဲ့ဒီ bank တွေပေါ့နော် bank တွေကဝင် trade တဲ့ဒီ price level တွေကိုရည်ရွယ်ပြီးတော့ရွေ့နေတယ်လို့ရှင်းပြတဲ့ framework တစ်ခုဖြစ်တယ်ဒီယူဆ ICT အတိုင်းဝိုင်းမှာတော့အသုံးများတယ်ဒါပေမဲ့လက်တွေ့မှာ interbank market ကြီးမှာဒီလို algorithm နဲ့တိတိကျကျရွေ့နေပါတယ်ဆိုပြီးတော့အများလက်ခံထားတဲ့အထောက်အထားအခုထိတော့မရှိနေသေးပါဘူးเนาะအဲ့တော့ IPDA ဘယ်လိုအလုပ်လုပ်လဲကျွန်တော်တို့ကရောဒီ IPDA ဆိုရဲအလုပ်လုပ်ပုံကိုရိုးရိုးရှင်းရှင်းနဲ့ဘယ်လိုအသုံးချလို့ရမလဲဒါကိုကျွန်တော်ရှင်းပြသွားအောင်မယ်ပေါ့နော်ဆိုတော့ IPDA က interbank price delivery algorithm အဲ့သူ့ရဲ့အဓိကအလုပ်လုပ်တာအချိန်ရဲ့ဈေးတန်းရဲ့ပြီးတော့ value ပေါ့နော်ဒီမျှခြေအချိန်တွေကိုသူကဖန်တီးပေးတယ်အဲ့တော့တတ်မှတ်ထားတဲ့သူကအချိန်မှာသူကပြင်းပြင်းထန်ထန်နဲ့ရွေ့ရှာတယ်ဘာကြောင့်ဈေးတန်းတွေကပြင်းပြင်းထန်ထန်ရွေ့ရလဲဆိုရင်ဒီ value မျှခြေဈေးနှုန်းကိုမျှခြေပြန်ပြီးတော့မှလုပ်ဖို့အတွက်ကိုမှဒါဆောင်ရွက်ရတာပေါ့နော်အဲ့တော့ဒီ algorithm တွေကဘာဖြစ်လဲဆိုတော့သူကဈေးကွက်ထဲမှာအမြဲတမ်းဒီဘဏ်တွေပါဝင်တယ်ကုမ္ပဏီကြီးတွေပါဝင်တယ် investor ကြီးတွေပါတယ် retail trader တွေပါတယ် individual trader တွေပါတယ်အဲ့တော့အကုန်လုံးဝင် trade နေတဲ့ order တွေကတက်လာသမျှ order တွေအကုန်လုံးကအမြဲတမ်းညီမျှနေတာမဟုတ်ဘူးအဲ့တော့တစ်ခါတလေကြာရင်ဗျာရိုးရိုးလေးပဲစဉ်းစားကြည့်ဈေးတန်းမှာအဝယ်တွေကြီးပဲဘိုင်ယာတွေကြီးပဲတောက်လျှောက်ရှိတယ်ဗျာရောင်းမဲ့သူကမရှိဘူးဈေးကွက်ထဲမှာအဝယ်တွေကြီးပဲတောက်လျှောက်ရှိနေတယ်လုံးဝရောင်းမဲ့သူကမရှိဘူးအဲ့လိုမရှိဘူးဆိုလို့ရှိရင်ဒီ algorithm တွေကဘာလုပ်ပေးရလဲဆိုတော့ order တွေအကုန်လုံးအချင်းချင်းချိတ်ဆက်ပေးဖို့အဝယ်တွေကပဲရှိတယ်ဒီအယောင်းတွေကမရှိဘူးအဲ့တော့အဲ့ algorithm ဘာလုပ်ပေးရလဲဆိုတော့သူကမျှခြေဒီ valuable ကို50ဆိုသူတို့ကခွဲတတ်မှတ်ထားတယ်ဒီမျှခြေဖြစ်အောင်ဆိုပြီးတော့မှသူကဈေးနှုန်းအရန်တက်နေရဲဆိုမျှခြေဖြစ်အောင်ဆိုပြီးဈေးနှုန်းကိုတင်ပေးမလားဈေးနှုန်းကို short လိုက်မလားစဉ်းစားကြည့်နော်ကျွန်တော်ဒီ video အောက်မှာ comment အနေဖြည့်ကြည့်ဈေးနှုန်းကိုအဝယ်လေးပဲတောက်လျှောက်ရှိနေတယ်အဲ့အချိန်မှာအယောင်းဝယ်တာလုံးဝမရှိဘူးဆိုတဲ့အချိန်မှာ algorithm ကဈေးနှုန်းကိုဆက်ပြီးမြင့်တင်ပေးမလားဈေးနှုန်းကိုပိုချိုအောင်ဆိုပြီးတော့မှ short ချပေးမလားဖြည့်ကြည့်ပါကျွန်တော်3စက္ကန့်အချိန်ပေးမယ် okay ဈေးနှုန်းကိုเนาะပိုချိုအောင် short ချပေးမှာပေါ့เนาะအဲ့တော့သူအယောင်းတွေဝင်လာအောင်ဆိုပြီးဈေးကွက်ထဲမှာအဲ့ဒါကို50ဆိုတာအဲ့ဒါသူ premium zone နဲ့discount zone ဆိုပြီးတော့မှအဲ့တော့ Fibonacci နဲ့ပြောမယ်ဆိုရင်တက်ထားတဲ့ဒီဈေးတန်းတစ်ခုလုံး bullish impulse ဆိုရင်သူ့ရဲ့50% retracement ပြန်လာတယ် bearish impulse ဆိုလဲ bearish impulse အကျကြီး50% retracement ပြန်လာတယ်ဆိုတော့တဘောအဝယ်ကြီးပဲတောက်လျှောက်အားကောင်းပြီးရှိပြီးအယောင်းဈေးကွက်ထဲမှာမရှိဘူးဆို algorithm 50% လောက်ဒီဈေးနှုန်းကို short ချပြီးအဲ့ချိန်မှာသူကအလုပ်လုပ်ပြီးလုံးဝ order မရှိတော့ချိတ်ဆက်စရာမရှိတော့ဆိုအဲ့ algorithm စပြီးတော့မှအခုနလိုဈေးနှုန်းကိုဆွဲချလိုက်တယ်ပိုချိုအောင်လုပ်လိုက်တယ်အဲ့လိုလုပ်ငန်းလှုပ်ဆောင်တာ IPDA ဆိုတာအဓိက interbank ကပေါ့နော် interbank ကြီးတွေမှာသူတို့ရဲ့အလုပ်လုပ်ဆောင်ပုံ order တွေကိုချိတ်ဆက်ပေးဖို့အတွက်အမြဲတမ်း valuable ဖြစ်နေအောင်သူကဒီ50အထက်เนาะဈေးနှုန်းတက်သွားမယ်ဈေးနှုန်းကပြန်ပြီး retracement ပြန်ကျလာမယ်ပြန်ကျပြီးတော့80အောက်ရာခိုင်နှုန်း80အောက်ရာခိုင်နှုန်းကျိုးတော့မှအတက် trend ကနေအကျ trend ကိုပြောင်းတယ်လို့ခေါ်တယ်အတက် trend ကနေ50အထိလာတယ်61ထိလာတယ်ဆိုရင်အဲ့ဒါဟာကျွန်တော်တို့ကို discount ပေးရပဲအဝယ်မှာဖြစ်အရောင်းမှာပဲဖြစ်အဲ့တော့ကျွန်တော်တို့ကဒီ IPDA ပေါ့နော်ဒီ interbank ပေါ့နော် algorithm အလုပ်လုပ်တဲ့အချိန်မှာပါဝင်ဖို့အတွက်ဆိုရင်ဘာလုပ်ရလဲဆိုရင်သူ့ရဲ့အလုပ်လုပ်ပုံကလွန်ခဲ့တဲ့ရက်20ရက်40ရက်60က previous day rate ကအမြင့်ဆုံးရောက်ခဲ့တဲ့ဈေးတန်းတွေအနိမ့်ဆုံးရောက်ခဲ့တဲ့ဈေးတန်းတွေအဲ့ဒီဈေးတန်းတွေကိုတွားပြီးပြန်ပြီးတော့စမ်းတယ်ပြန်ပြီးတော့တွားတတ်တယ် market ကအဲ့ဒီပြန်စမ်းတယ်ပြန်တက်သွားတယ်ရှင်းလင်းတယ်ပေါ့ဗျာအဲ့ဒီဈေးတန်းအဲ့ဒီ zone တွေကိုကျွန်တော်တို့က market ထဲမှာအသုံးပြုဖို့အတွက်ကိုကဒီလွန်ခဲ့တဲ့ရက်20ရက်40ရက်60အတွင်းမှာဖြစ်ခဲ့တဲ့ previous က high တွေ low တွေเนาะဈေးကွက်ရဲ့ previous high တွေ low တွေကိုမြင်းချောင်းနဲ့ချတာမှတ်ထားအဲ့ဒီနေရာတွေမှာ candle pattern နဲ့သူက breakout ဖြစ်မလား rejection ဖြစ်မလားအဲ့ဒါကိုကျွန်တော်တို့ကကြည့်ပြီးတော့เนาะအဲ့ဒီဈေးတန်းကိုတွားဆန်းတယ်ဆန်းပြီးတော့ candle မှာ rejection ဖြစ်သွားတယ်เนาะ share တို့နဲ့ထောက်သွားတယ်ကျွန်တော်အများနဲ့လည်းပြောပြရ week day ဒီဒါ
ပြောရမယ်ဆိုလို့ရှိရင် upper weight ရှိလေးဆက်လာတစ်ဖက်ကို market movement သွားလေးပဲ lower weight ရှိလေးတစ်ဖက်ကိုအတက်ပိုင်း market သွားလေးပဲအဲ့တော့အဓိကကြီးဆုံး right တွေမှာသွားပြီးတော့ကျွန်တော်တို့ share တွေနဲ့ wick တွေနဲ့ထောက်သွားမယ်ဆို market ကပြန်ဆင်းမယ်အဲ့တော့အဲ့ဒီ zone တွေမှာတွားပြီးတော့ဖောက်မလားထောက်မလား body နဲ့ဖောက်မလား share နဲ့ထောက်မလားဆိုတာကိုတွားပြီးတော့တေချာလေး confirmation စောင့်ပြီးတော့ trade လုပ်ရတယ်အဲ့ဒါဆိုဒါ IBDA ရဲ့အလုပ်လုပ်တယ်မှာကိုကဝင်ပါပြီး trade တဲ့နီးတစ်မျိုးပဲပေါ့နော်အမြတ်ရမယ်လွယ်ကူစွာနဲ့အမြတ်ရမယ်နီးတစ်မျိုးပဲအဲ့တော့ဘယ် strategy ဘယ် system ဘာကြီးကိုပဲ trade နော်အရေးကြီးဆုံးက stock loss မဖြစ်မနေထည့်ရမယ်ပြီးသွားရင်ကိုယ့်ပတ်စံနဲ့ကိုက်ညီတဲ့နော် loss side တနည်းအားဖြင့် risk management ကိုတည်တည်ချာလုပ်ရမယ်အဲ့နှစ်ချက်ကတော့ဘယ်တော့မှမဆိုဘယ် strategy ပဲသုံးအဲ့နှစ်ခုကအမြဲပါရမယ်အဲ့နှစ်ခုကောင်းမှအောင်မြင်မှာပါเนาะဒါဆိုတော့ IBDA ကိုဒီလောက်ဆိုရင်ကောင်းကောင်းလေးနားလည်ပြီးလို့မြင်တယ်အသုံးပြုနိုင်ပြီလို့လည်းမြင်တယ်အဲ့တော့နောက်ထပ်သိချင်တဲ့အကြောင်းအရာတွေရှိရဆိုလဲ comment ကနေမှတ်ခဲ့ပါကျွန်တော်အချိန်ရရတယ်လို့ပြန်ပြီးတော့အားလုံးအကျိုးရှိမယ်ဆိုရင်ပြန်ဖြေပေးပါမယ်ကျွန်တော်ကတော့ trader ဒီပါအဲ့တော့အားလုံးပဲတက်တာပါနေကောင်းကျမ်းပါပြီးတော့အဆအဆရအဆင်ပြေကြပါစေအမြတ်တွေလည်းရကြပါစေ